ဒါဒီများအားလုံးမင်္ဂလာပါဗျာစနေသားသမီးများအတွက်တပတ်တာငွေကြေးကန်အခြေအိမ်တော်ရေးကျမ်းမာရေးကိုကျွန်တော်ဒီလိုမှကကလေးတွေကြည့်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ကကလေးတွေကတော့ကျွန်တော်ကဆွဲပြီးသွားပြီဖြစ်ပါတယ်အဲ့တော့စနေသားသမီးများအတွက်တပတ်တာငွေကြေးကန်လေးကနေစပြီးတော့ကြည့်ပေးမယ်24ရက်5လ2025မှာ30ရက်5လ2025ဒီဖြစ်ပါတယ်အဲ့တော့စနေသားသမီးများအတွက်ကြာလာတဲ့ငွေကြေးကန်နမိတ်ကလေးက4နိုင်ပန်းဆိုတဲ့နမိတ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့စနေသားသမီးများဒီတပတ်တာကာလမှာငွေကြေးလက်လာပါပွင့်လန်းခြင်းငွေကြေးနဲ့ပတ်သက်ပြီးဘာလို့ဘာကန်ကန်အဆင်ပြေတယ်အောင်မြင်မယ်ဒါမျိုးလေးတွေတွေ့ရတယ်အကူအညီတောင်းရင်လည်းကိုယ်ကိုပေးမယ်ကမ်းမဲ့လူတွေရှိတယ်ကိုကတည်းသူများကိုပြန်လဲကူညီနိုင်မယ်ဆိုတဲ့အနေအထားမျိုးလေးတွေ့ရတဲ့အတွက်ကြောင့်မို့လို့ဒီဘက်တာကာလမှာငွေကြေးကန်လေးကကောင်းမွန်နေတဲ့ထဲမှာပါတယ်အဲ့တော့ငွေကြေးကန်ပုံမှုအဆင်ပြေစေဖို့အတွက်အောင်မြင်စေဖို့အတွက်မိမိရဲ့မွေးနေ့ပေါ့နော်စနေနေ့သို့မဟုတ်မိမိရဲ့အိမ်သားတယောက်မှာအဆင်မပြေတဲ့သူတယောက်ရဲ့မွေးနေ့မှာပေါ့နော်ညနေ4နာရီမှာဖျားပန်းကပ်ပြီးတော့ငွေကြီးလက်လာပါတယ်အဆင်ပြေလာဖို့အတွက်ဆူတောင်းပေးပါနောက်တစ်ခုကတော့အခြေပါပေါ့နော်အခြေကတော့အခြေနဲ့ပတ်သက်ပြီးတော့စကားများရတာပြီးတော့ဘာမှမဟုတ်တဲ့အရှုပ်ရှင်းတွေဖြည့်ရှင်းရတာနောက်လူပေါ်လာတာဒါမျိုးလေးတွေကြုံလာနိုင်ပါတယ်ပြီးတော့အမှုခင်းလေးတွေလည်းဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့တတိထားရမယ်တပတ်တာကာလအခြေလေးပဲဖြစ်ပါတယ်အဲ့တော့ငွေရောက်ဆိုတဲ့ကကတော့မကောင်းဘူးပေါ့နော်အဲ့တော့အခြေကန်လေးကတော့ညံ့နေတယ်လို့ပြောလို့ရတယ်အဲ့တော့အခြေခံပုံမှုစင်ပြေလာစေဖို့အတွက်မိမိရဲ့မွေးနံတောက်စနေတောင်းမှာစနေတောင်းရဲ့အနီးနားမှာရှိတဲ့ဖျားဆင်းလူတော်တစ်ခုကိုရွှေဆိုင်ကပ်ပေးပါသို့မဟုတ်ရွှေချပေးပါပြီးတော့အိမ်တော်ကြီးပေါ့နော်အိမ်တော်ကြီးကလည်းမျောလင့်ထားသလိုမဖြစ်လာဘူးပြီးတော့ကိုယ့်ရဲ့အိမ်တော်ဘက်ကတစ်ဖက်မှာမကောင်းတဲ့အရာဖောက်ပြန်တာဒါမျိုးလေးတွေဖြစ်တတ်တယ်ချမ်းခုံတာစနိုက်ကြော်တာဒါမျိုးလေးတွေဖြစ်တတ်တယ်မျောလင့်ထားသလိုမဖြစ်လာဘူးကိုရှိကနေထွက်သွားနိုင်တဲ့အနေအထားမျိုးလေးဖြစ်နိုင်တဲ့အကြောင်းမို့လို့တတိထားရမယ်တပတ်တာကာလဖြစ်တဲ့အိမ်တော်ကြီးကန်လေးကလည်းညံ့နေတဲ့ထဲမှာပါတယ်အိမ်တော်ကြီးကန်အဆင်မပြေဘူးပေါ့နော်အဲ့တော့အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ရေဒီယာလေးကတော့မိမိရဲ့မွေးနံတောင်းစနေတောင်းမှာပဲညီတိပန်းပေါ့နော်ဘယ်ပန်းပဲဖြစ်ဖြစ်မိမိရဲ့တက်စီလှူပြီးတော့အိမ်တော်ကြီးကန်လေးကောင်းလာဖို့အတွက်ဆူတောင်းပေးပါဒီဘက်တာကာလအတွက်ရေဒီယာဖြစ်ပါတယ်ကျမကြီးနဲ့ပတ်သက်ပြီးတော့ယောဂဟောင်းတွေပါရှိနေတော့တက်တာပြောင်းကင်းသွားမယ်ဆိုတဲ့နမိတ်မြင်ရတယ်စိတ်ချမ်းကျမကြီးနဲ့ပတ်သက်ပြီးတော့အနေငယ်စိတ်ချမ်းသာရမယ်တပတ်တာကာလလေးဖြစ်တယ်ကျမကြီးနဲ့ပတ်သက်ပြီးဒါပေမဲ့ယောဂတစ်ခုကနေတစ်ခုတော့ပြောင်းလဲပြီးတော့ဖြစ်တတ်တယ်ပေါ့နော်ဥပမာဒုတိယဖျားတာနာတာနေပြီးတော့နောက်ထပ်ယောဂလေးတစ်ခုကိုကူးပြောင်းသွားတာမျိုးဒါမျိုးလေးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်လာလို့ရှိရင်လည်းစိတ်မပူပါနဲ့ခဏပဲဖြစ်တာပါပြီးရင်တော့တက်တာပြောင်းကင်းသွားမယ်ဆိုတဲ့နမိတ်မျိုးကိုမြင်ရတယ်ကျမကြီးအလုံးစုံကောင်းမွန်အောင်မြင်စေဖို့အတွက်ဘွားအိုင်ပေါ့နော်ဘွားအိုင်ရှိတဲ့နေရာလေးတွေကိုသွားပြီးတော့အုံမှုခွက်လေးတွေနဲ့လမ်းခင်းပေးပါအဲ့ဒါဆိုလို့ရှိရင်တော့ကျမ်းမာရေးကကောင်းလာနိုင်ပါတယ်စနေသားကြီးများအားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ